မှာကြံနေတာအပြစ်အော်လို့မဟုတ်လေတော့သူဓာတ်လိုက်တော့လေဟောနော်ငါမထားနိုင်ပါဘူးဆိုမှာပဲငါအကုန်ဖြတ်ကျင်တာမရအောင်ဟောဘာပြောလေနင်တို့လက်စားရတာဗောစားရတာဗောမှန်ပါတယ်โอเคကျုပ်ကိုဘယ်လိုကြော်မှာလဲတို့ထည့်လိုက်ပြီသူ့လည်းမီးအေးလေးနဲ့ပဲသူ့ကိုလည်းနည်းနည်းလေးခောက်ပေးလိုက်တော့ဘက်ကိုနည်းနည်းရွှေ့မယ်ဩတီဗီဂျပန်ကျုပ်ဟိုအတုံးလေးတွေโอเคအမထက်လက်ဟုတ်တယ်ဂျပန်ရောက်သွားသလိုပဲငါမထက်တာငါဗီဒီယိုတွေအကုန်ကြည့်ဘူးတယ်ကွာမင်းကလည်းရှောက်နေတာဟုတ်တယ်ကွတီကိုဟုတ်တယ်ကဲဒီကြောက်လေးကိုလေးလံလေးတင်လိုက်မယ်ငါချန်ကင်စီ25သိန်းကွယ်ကဲကင်မရာမန်ငါမောင်လေးကိုပြီးခိုင်းမယ်ငါစနမကျွေးရသေးတဲ့ကလေးကိုကျွေးမယ်ပူမယ်နော်ဟာခါတော့ဒီကြပြောပါတို့ရဲ့ flavor လေးอ่ะဇာတ်ထဲမှာထောပဲရတာလေးနဲ့ပြီးတော့ချွတ်ငယ်အဲ့လိုမျိုးပေါ့နော်โอเคဒါနောက်တစ်ယောက်မောင်လေးက feedback လေးပြောအောင်ဒီပေးဆောင်ပူတယ် sorry ပါနည်းနည်းလေးဘယ်လိုလေးလဲရိုးရိုးကြက်ဥကျော်နဲ့ဒါနဲ့ဆိုပေါ့ကွာလဲဘယ်လိုခံစားဒါအီနဲ့ဂျယ်ဒီလိုပါတော့လဲနူးညံ့တယ်ပေါ့ဒါမှဒါနွားတို့မထည့်ရသေးဘူးနော်နွားတို့ထည့်ရင်ပိုကောင်းပါကဆိုင်လေးကြီးမယ်တက်လေးကိုဘယ်လောက်နေအောင်လဲ아침에 마시대 열시고 오네가시마스. နောက်တစ်ယောက် ကောင်းတယ် share ပဲရတယ်လေပြီးတခါလေးပြောတခါလေးပြော feedback လေးကိုဟာတကယ်အီလေကောင်းတယ်ရမ်းကောင်းတယ်ညီမလားမေးပဲရောက်သွားလဲကုန်ပြီလို့